Moonlight Studio အမှန်မှကြိုဆိုပါတယ်ရှင်။ဒီနေ့တော့မိန်းကလေးတစ်ယောက်ရဲ့မင်းမရနိုင်တဲ့အရှိစလန်ကိုပြောပြပေးမယ်။မိုးရေရွာနေတဲ့ညဒီညမှာမေယာဘတ်စကားမတိုင်မှာတယောက်တည်းရက်နေခဲ့တယ်။အဲ့ဒီအချိန်မှာချီးနဲ့တချောင်းကင်ထားတဲ့ကောင်းလေးတွေကသူ့ရှိကိုရောက်လာတယ်။မိုးရွာနေတာများလို့နဲ့ထီးအတူဆောင်မလား။မေကမသိတဲ့သူနဲ့စကားမပြောချင်းပေမဲ့မိုးကပိုရွာလာတာကြောင့်လက်ခံလိုက်ရတယ်။နှစ်ယောက်သားစကားနည်းနည်းပြောဖြစ်ကြတယ်။ဒါပေမဲ့ကောင်းလေးကသူ့နာမည်ပြောလိုက်တဲ့အချိန်မှာမေရဲ့နှလုံးခုန်နှံတွေရဲတန့်သွားလို့ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနာမည်ကသူမမေ့ပြဖို့နှစ်ပေါင်းများစွာစူးစမ်းနေခဲ့တယ်။လူတစ်ယောက်ရဲ့နာမည်ဖြစ်နေလို့ပါပဲ။ဘတ်စတူးလေးကိုဆက်လက်ဆောင်မြောက်ကြည့်ပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်။